အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ Cosibot W30N ရဲ့အသုံးပြုနည်းလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဦးဆုံးဖုန်းလေးက Bluetooth ကိုဖွင့်ပြီးတော့ Cosibot W30N နဲ့အရင်ချိတ်ဆက်ပေးပါတချင်းရဲ့ချင်းဘယ်ဘက်သို့မဟုတ်ညာဘက်ကိုတစ်ချက်နှိပ်ပါနောက်ထပ်တချင်းကိုကြော်ကျင်နေဆိုရင်ဘယ်ဘက်သို့မဟုတ်ညာဘက်ကိုနှစ်ချက်နှိပ်ပါအရှိရတချင်းကိုပြောင်းချင်နေဆိုရင်တော့ဘယ်ဘက်သို့မဟုတ်ညာဘက်ကိုသုံးချက်နှိပ်ပေးပါခေါ်စီကိုဖွင့်ချင်နေဆိုရင်ညာဘက်ကို2စက္ကန့်လောက်ဖိထားပေးပါအတန်ကျဲခြင်းရင်ဘယ်ဘက်သို့မဟုတ်ညာဘက်ရဲ့တက်ဆန်စာလေးကိုအပေါ်ဆွဲတင်ပေးပါအတန်တိုးချင်နေဆိုရင်တော့အောက်ကိုဆွဲချပေးပါ ANC mode နဲ့ transparency mode ဖွင့်ချင်နေဆိုရင်ဘယ်ဘက်ကို2စက္ကန့်လောက်ဖိထားပေးပါဖုန်းငယ်ဖုန်းကြလုပ်ချင်နေဆိုရင်ဘယ်ဘက်သို့မဟုတ်ညာဘက်ကိုတစ်ချက်နှိပ်ပါဖုန်းလာတာကိုကန့်ဆယ်ချင်နေဆိုရင်တော့ဘယ်ဘက်သို့မဟုတ်ညာဘက်ကို2ချက်နှိပ်ပေးပါဒီနောက်မှာတော့ case screen ကိုအဖွင့်ပိတ်လုပ်လို့ရတဲ့ power button လေးရှိပါတယ် case ကနေပြီးတော့လဲတချင်းရက်တာကြော်တာအတန်တိုးတာခြေတာစတဲ့ function တွေကိုလည်းအခုလုပ်ပြထားသလိုမျိုးအသုံးပြုလို့ရပါတယ် case ရဲ့ touch screen ကနေပြီးတော့ဖုန်းငယ်ဖုန်းကြလည်းလုပ်လို့ရပါတယ် case ကိုအားသွင်းမယ်ဆိုရင်တော့ screen ပေါ်မှာပါဆန်းနဲ့အခုလိုမျိုးပြနေမှာပဲဖြစ်ပါတယ် shut down restart restore factory ချခြင်းနဲ့ဆိုရင် case ရဲ့ power button ခလုတ်လေးကိုနှစ်ချက်နှိပ်ပေးရမှာပဲဖြစ်ပါတယ် case ကိုပြန်ဖွင့်ခြင်းနဲ့ဆိုရင်တော့10စက္ကန့်လောက်ဖိထားပေးတာဒါမှမဟုတ် case ကိုအားသွင်းလိုက်မယ်ဆိုရင်တော့ power ပြန်ဖွင့်လာမှာပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ် channel လေးကိုလည်း subscribe လုပ်ခဲ့ပြီးအောင်နော်